ကျွန်တော်ဝေအားလုံးပဲမင်္ဂလာပါ The Football Hub ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ Manchester United အသင်းကတော့သူတို့ရဲ့အိမ်ခွင် Old Trafford မှာ Manchester City အသင်းကို2 ဂိုးပြတ်နဲ့အနိုင်ရသွားတယ်ဆိုတော့အရင်ဦးဆုံးပြောချင်တာကတော့တကယ် congratulation Manchester United တကယ်အရန်ကောင်းခဲ့တဲ့ Manchester United ပါကျွန်တော်ပြီးခဲ့တဲ့ပွဲတွေက Manchester United နဲ့ဘာမှမတူတဲ့ Manchester United ကိုတွေ့ရတယ်။ဒါက Michael Carrick လက်အောက်ရောက်လို့ဘာဖြစ်တဲ့ညာဖြစ်တယ်ဒါကိုခဏထား။ဆိုတော့ကစားသမားတွေရဲ့စိတ်ကအရန်ပုံမှာနိုင်လို့စိတ်ပြင်းထန်နေတာကိုသွားပြီးတော့တွေ့ရတယ်။ဆိုတော့ဒီကနေ့ပွဲစဉ်မှာ Manchester United အသင်းကသူတို့ရဲ့ပြိုင်ဘက် Manchester City အသင်းနဲ့ကစားနေရတယ်လို့တော့ခံစားမိရလားလို့တော့ကျွန်တော်မေးရ။အရန်ကောင်းခဲ့တဲ့ performance တွေတွေ့ခဲ့ရတယ်။အဲ့ဒီပြင်ပေါ်မှာပေါ့နော် Manchester United အသင်းဒီ Manchester City အသင်းကိုဘောလုံးတွေပေးကင်ထားတယ်။သို့တော့မင်းတို့ဘောလုံးပဲကင်ထားကျန်တာအကုန်လုံးငါတို့လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုကစားပြသွားတာ။ဆိုတော့တကယ်ကောင်းပါတယ်။တကယ်ကောင်းလုံးနဲ့ Manchester United ကိုတွေ့ရတာပါ။ဆိုတော့ဒီဟာဒီနိုင်ပွဲတွေအားလုံးထဲမှာဒီနိုင်ပွဲဒီ Manchester United ရဲ့အကောင်းဆုံးသောနိုင်ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်။တကယ်အရန်ကောင်းခဲ့တဲ့နိုင်ပွဲတစ်ပွဲပေါ့နော်။ဒီနေရာမှာတဦးချင်းစီကိုချီးကျူးရမယ်ဆိုတော့ဒါအကုန်လုံးကသူ့အလုပ်ကိုသူတည်တည်ချာလုပ်ပြီးတော့အရန်ကောင်းခဲ့ကြတယ်ဒီထဲမှာဒါ Bruno Fernandes နဲ့ပတ်သက်ပြီးတော့ပေါ့နော် Bruno Fernandes ကိုကျွန်တော် Ruben Amorim ရဲ့လက်အောက်မှာနံပါတ်8 row နဲ့နံပါတ်10 row နဲ့နံပါတ်10 row မှာသူ့ကိုတွေ့ရဆိုတော့ဂိုးနဲ့အရန်ဝေးတဲ့နေရာမှာ Bruno Fernandes ကိုတွေ့ရတယ်အဲ့ဒီနေရာတွေမှာ Bruno Fernandes ကမကောင်းမှုကိုကောင်းပါတယ်သို့တော့ Bruno Fernandes ရဲ့သူလုံနိုင်တာအကုန်လုံးကိုကျွန်တော်မမြင်တွေ့ရဘူးဒါပေမဲ့ဒီကနေ့ပွဲမှာသူကနံပါတ်10 row သူ့ရဲ့ဒါနေရာဖြစ်တဲ့နံပါတ်10 room မှာကစားရဆိုတော့သူ့ရဲ့ natural possession မှာကစားရတဲ့ Bruno Fernandes ဒီသူ့ရဲ့ possession မှာကစားတဲ့အခါမှာသူဒီဘလောက်ထိအောင်အသင်းအတွက် impact ထွက်အောင်လုပ်ပေးနိုင်တဲ့ player တဦးဖြစ်တယ်လဲဆိုတာကိုဒီနေ့မှာတက်တည်ပြသွားတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ Bruno Fernandes ဒီနေ့ပွဲစဉ်ရဲ့အခရာအကြဆုံးသောကစားသမားပါဆိုတော့တွင်းကိုတွေမရခင်အချိန်မှာကလေးကပေါ့နော်တွင်းကိုတွေမရခင်အချိန်မှာကလေးက Bruno Fernandes ဒီ United အတွက်ချိန်ဖန်များစွာတော့ဂိုးဖန်တီးမှုတွေလုပ်ပေးပြီးသားပါဆိုတော့တကယ်တချို့အလုံးတွေဆိုရင်အရန် perfect ဖြစ်လုံးတဲ့အလုံးတွေရှိခဲ့တယ်ဆိုတော့ဘယ်လိုအလုံးတွေလဲဆိုတော့ဗျာဒီလမ်းပြီးတော့ပိုးလိုက်တဲ့အလုံးမှာ Brian Mbeumo နဲ့ Patrick Dorgu နှစ်ယောက်ကြားတွေက Patrick Dorgu ကန်သွားတဲ့အလုံးမှာဆိုတော့အဲ့ဒီအလုံးဒီအရန် world class ဆန်လုံးနဲ့ world class ဆန်လုံးနဲ့ဒါ creation တစ်ခုလို့ကျွန်တော်မြင်တယ်အရန်ကောင်းတယ်ဗျာသိလားသူရဲ့ first step မထိမ့်မနဲ့ direct လမ်းပေးလိုက်တဲ့ဘောလုံးကတော်တော်လေးကိုတီးကြလုံးတယ်တော့အရန်ကောင်းခဲ့တာကိုတွေ့ခဲ့တယ် Bruno Fernandes နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာပြောမယ်ဆိုတော့ပြောမကုန်တော့တဲ့အနေအထားအထိကို Bruno Fernandes ကောင်းခဲ့တယ်။ Ahmed Diallo သူတို့ပြန်လာတယ်အဖွန်ကတ်ကနေပြီးတော့ပြန်လာတဲ့အချိန်မှာအသင်းအတွက် United အတွက်အားအကုန်လုံးပေးဆက်ပြီးကစားသွားတယ် Brian Mbeumo ဒီနေ့မှာ Mbeumo ဒီ United ခေါ်ယူခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးထဲမှာဒီနေ့မှာ Mbeumo ဒီအများကြီးလုပ်ပြနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီညမှာဗျာကစားသမားကဂိုးကစားသမားကနောက်တန်းကစားသမားအလဲကစားသမားတိုက်စစ်ကစားသမားအကုန်လုံးပေါ့နော်ကစားသမားအကုန်လုံးကသူ့အလုပ်ကိုသူတည်တည်ရှိတာလုပ်ခဲ့တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အရန်ကောင်းခဲ့တဲ့ United ဖြစ်ခဲ့တယ်ဒီဘက်က Manchester City ဘက်ကပြန်ကြည့်မယ်ဆိုတော့ Manchester City ကသူတို့ဒီနေ့ပွဲစဉ်မှာဘောလုံးကင်တတ်တာလို့ဘာမှမလုပ်နိုင်ဆိုတော့ဘာမှမလုပ်နိုင်ဘူးအကုန်လုံးကလုံးဝ Manchester City အတွက်လုံးဝကွက်ရကိန်းပဲဆိုတော့ Pep Guardiola ရဲ့ Manchester City အသင်းကိုဒီလိုမျိုးကစားပြသွားတဲ့ United ကိုကျွန်တော်မချီးကျူးလို့မရဘူးဗျဘလို့ပဲပြောဒါကတပွဲတိုးပဲကစားသွားတယ်ပဲပြောထားလိုက်လို့ဗျာဒါဘယ်လိုမျိုးလဲတပွဲတိုးကိုမှခဏယာယီကစားကွက်နဲ့ကစားတယ်ပဲပြောဘလို့ပဲပြောဒီကစားကွက်ကိုမချီးကျူးလို့မရတော့ United ကကြည့်နေတာတခါတချို့နေရာတွေမှာဆိုရင် United ကိုပွဲကြည့်နေတာနဲ့ United မှာဟုတ်ရဲ့လားလို့တော့ထင်ရတယ်တခါလေကျရင်ဘာစီလိုနာဝင်ပူးနေသလားလို့တော့မှတ်ရတယ်အရန်ကောင်းတဲ့ပတ်စင်တွေကိုတွေ့ခဲ့ရတယ်ကစားသမားတွေကြားထဲမှာနားလည်မှုတွေကအရင်အထက်ပိုကောင်းလာတဲ့အရာတွေကိုတွေ့ရတယ်အရင်တော့ဆိုရင်ဗျာကျွန်တော် Manchester ပွဲကြီးကြည့်ရဆိုရင်ဘာဖြစ်လဲဆိုတော့ United ပွဲကြီးကြည့်ဆို United ကွင်းလေကလိုအပ်ချက်တွေအများကြီးတွေ့ရတယ်ဖန်တီးမှုတွေကလည်းအများကြီးမရှိဘူးတိုက်စစ်ကလည်းလိုအပ်ချက်တွေအများကြီးတွေ့ရတယ်ဒီလိုမျိုးပေါ့နော်လိုအပ်ချက်ဆိုတဲ့အရာတွေကထောက်ပြလို့မကုန်နိုင်အောင်ကျွန်တော်တို့တွေ့ရတယ်သို့တော့ဒီနေ့ပွဲချိန်မှာ United ဒီအရာအားလုံးကိုသူတို့ဘာဆိုတာပြသနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ဆိုတော့ကွင်းထဲမှာလည်းလိုအပ်ချက်မရှိခဲ့သလိုနောက်တန်းခံစစ်ကလည်း Lisandro Martinez နဲ့ Harry Maguire အရန်ကျစ်လက်ခဲ့ဆိုတော့တိုက်စစ်ကဂိုးတွေအများကြီးသွင်းခဲ့တယ်ပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့ရဲ့ Newcastle ရဲ့အိမ်ကွင်းမှာလည်း2 ဂိုးသွားသွင်းခဲ့ပြီးတော့သူတို့ရဲ့အိမ်ကွင်းမှာလည်းဂျာလီဝမ်ကအသင်းကိုသူတို့10 ဂိုးပြတ်ထိသွင်းထားတာ
ဆိုတော့ပြီးခဲ့တဲ့နှစ်ပွဲမှာ12ဂိုးအထိတွင်းထားတဲ့ Manchester City ရဲ့တိုက်စစ်ကဒီနေ့ United နဲ့အတွေ့မှာလုံးဝကွက်ရဂိမ်းဖြစ်သွားတယ်ဆိုတော့အရန်ကောင်းခဲ့တဲ့ United လို့ကျွန်တော်ထင်တယ်ဆိုတော့အရန်ကောင်းခဲ့တဲ့ United အဖြစ်ကိုကျွန်တော်မြင်ခဲ့ရတကယ်အားရစရာကောင်းတဲ့ United ရဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်မြင်ခဲ့ရတာပါဆိုတော့ဒီနေရာမှာပေါ့နော်ပထမဦးဆုံးတွင်းကိုရသွားတဲ့အပေါ်မှာပထမဦးဆုံးတွင်းကိုရသွားတာကသူတို့ကောင်တာတိုက်စစ်ကပြန်ဆလာတယ်ကောင်တာတိုက်စစ်ကပြန်ဆလာတဲ့ခါမှာ Bruno Fernandes ပါ Bruno Fernandes ဒီ Brian Mbeumo ရဲ့ပြည်လန်တွေကိုထည့်ပေးလိုက်ပြီးတော့ Brian Mbeumo ဒီတကယ်ကိုမှ Donnarumma ရဲ့လုံးဝအားနည်းချက်ဖြစ်တဲ့ဒါအောက်ဘောပေါ့နော်အောက်ဘောနဲ့ပဲကန်သွားတယ်တကယ်အောက်ဘောနဲ့ကန်သွားတဲ့အခါမှာ Donnarumma ဘာမှမတတ်နိုင်ဘူးဒါသူ့အနေနဲ့ဂိုးခွင့်ပြုလိုက်ရဆိုတော့အဲ့ဒီတွင်ကိုဒီ United ရဲ့ခံစစ်ကစခဲ့တာပါဆိုတော့ United ရဲ့ခံစစ်ကစပြီးတော့အကုန်လုံးကတီတီငိမ့်ငိမ့်နဲ့ပဲဒါကစားနေနေတာနဲ့ပဲအခွင့်အရေးရတယ်အဲ့ဒီအခွင့်အရေးကမှ Bruno Fernandes အကောင်းဆုံးပုံစံလုပ်ပြခဲ့တယ်ဆိုတော့အဲ့ဒီတွင်ကိုတကိုရခဲ့တယ်နောက်ထပ်ပေါ့နော်နောက်ထပ်တွင်ကိုတကိုပါနောက်ထပ်တွင်ကိုတကိုဆိုရင်လည်း Patrick Dogu ရဲ့တွင်ကိုဒီ Patrick Dogu ရဲ့တွင်ကိုဆိုရင်လည်းလူစားဝင်လာတဲ့ Brian Mbeumo ရဲ့နေရာမှာလူစားဝင်လာတဲ့ Matías Cunha ပါဆိုတော့ Matías Cunha နဲ့ပတ်သက်ပြီးရင်ပွဲတွေမှာဘာလို့တွေ့ရလဲဆိုတော့ကျွန်တော်ကတကိုကောင်းခက်ဆန်ဆန်ကစားပုံတွေဟိုသူတယောက်တည်းလှုပ်ချင်ကိုင်းနေတဲ့ကစားပုံတွေတွေ့ခဲ့ရတယ်ဆိုတော့ဂိုးသမားနဲ့ United player တွေက2 vs 1အခြေအနေမျိုးမှာသူပါနေတယ်ဆိုရင်တော့မှပဲသူကဘေးနားမှာလွတ်နေတဲ့ player တွေကိုပေးကံမဲ့ကစားသမားမျိုးမဟုတ်ခဲ့ဘူးဗျသူကိုယ်တိုင်ပဲတွင်းခဲ့တာတိုးတော်ဒီကနေ့ပွဲစဉ်မှာMatías Cunhaတီသူဒီလုံးဝ set fit မဖြစ်ဘူးတကူကောင်းမဆန်ပဲနဲ့သူ Patrick Dogu ကိုပေးလိုက်တယ် Patrick Dogu အနေနဲ့ AACC ပိတ်လိုက်ပြီးတော့နောက်ထပ်တွင်းကိုတကူရသွားတယ်ဒီမှာနောက်ထပ်ပြောချင်တဲ့တစ်ချက်ကဗျာဒီလားဒီနေ့ပွဲစဉ်မှာ United ရဲ့တိုက်စစ်ကသာတကယ်တိကျပြီးတော့ United ရဲ့တိုက်စစ်ကသာဒီထပ်ပို့ပြီးတော့ဒါ finishing တာအားကောင်းခဲ့မယ်ဆိုရင်ဒီဒါဘီကအရန်ဂိုးပြက်ပြီးတော့ Manchester City အတွက်လုံးဝအဆက်တပွဲဖြစ်နိုင်သွားတဲ့ဒါဘီပွဲစဉ်တပွဲဖြစ်လာနိုင်ဆိုတော့ဒီနေ့မှာလူကျုံတွင်းကိုကြီးပဲစုစုပေါင်း3ဂိုးရှိပါတယ်အဲ့ဒီအပြင်ကမှတိုင်ထိတဲ့အလုံးတွေရှိတယ် Harry Maguire ခေါင်းတိုက်တာတွေဘာရန်ထိသွားတာတွေပြီးရင် Casemiro ဒါသူကန်လိုက်တဲ့အလုံးတွေ Casemiro အမက်ဂျီယာလိုကန်လိုက်ပြီးတော့ပြန်ထွက်လာတယ်အောင်သူလှမ်းပြီးတော့ပိတ်တာပြန်ပိတ်တာကိုသူကချစ်လောက်ပြီးတော့ဗောနော်ကြော်ထည့်လိုက်တဲ့လုံးကို Donnarumma နဲ့ထည့်ပြီးပြန်ထွက်လာအဲ့ဒီတွင်းကိုတွေဒါဒီထက်ပိုပြီးတိကျခဲ့မယ်ဆိုရင်ဗောနော်နောက်ဆုံးမှာဒါအမက်ဂျီယာလိုကန်ပြီးတော့တိုင်ထိလိုက်တဲ့အလုံးနဲ့အဲ့ဒီအလုံးနေတာတွင်းကိုအဖြစ်ပြောင်းလဲသွားမယ်ဆိုရင်တေချာပေါက် United ကဒီနေ့မှာ9ဂိုးလောက်ရသွားနိုင်တယ်တကယ်ကို9ဂိုးလောက်ရသွားနိုင်တယ်တကယ် United နဲ့ City နဲ့ဂျားမှာတကယ်ဂိုးအပြတ်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ကျွန်တော်တို့မြင်တွေ့ရနိုင်ခဲ့တဲ့အခြေအနေမျိုးထိကိုနီးစပ်ခဲ့တာပါဆိုတော့ဒါတစ်ဖက်က City ဘက်ကပြန်ကြည့်မယ်ဆိုရင် City ကတော်တော်လေးကန်ကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဒီနေ့မှာ City တော်တော်လေးကန်ကောင်းခဲ့တယ် City ကပထမပိုင်းအစကတည်းကဗျာသူတို့ရဲ့နောက်တန်းခန့်စစ်ကမှားတယ်ဆိုတော့ကသူတို့ရဲ့နောက်တန်းခန့်စစ်မှာလည်းနတန်အကီတီသူတို့တွေဒါသူတို့ရဲ့ Ruben Dias တို့ Josko Cavallo တို့ဒဏ်ရာရမှသာဒီစားသမားတွေအခုမှပထမဦးဆုံးပွဲကစားရတာပါဆိုတော့နတန်အကီကိုလည်းသွားပြီးအပြစ်ပြောလို့တော့မရဘူးသူကပွဲနဲ့အရန်စိမ့်နေတဲ့ကစားသမားပြီးရင် Alien Lee ဆိုတဲ့ကစားသမားဒီစားသမားတွေသူတို့ဒါ Watford အငှားချတာတဲ့ကစားသမားပါလူငယ်ကစားသမားလေးပါသို့တော့ဒီပွဲစဉ်မှာသူတို့ဒီဒါသူတို့ရဲ့နောက်တန်းကစားသမားတွေကိုလက်လွတ်ထားတဲ့အချိန်မှာ Alien Lee ကိုသူတို့တွေပြန်ပြီးတော့သုံးရတယ်ဆိုတော့ဒီလိုမျိုးအရန်ဘယ်လိုလဲပွဲချိန်ကြာလာတဲ့ကစားသမားတွေပွဲနဲ့ဝေးနေတဲ့ကစားသမားတွေနဲ့သူတို့ရဲ့ Academy လူငယ်ကစားသမားလေးကိုတုံးလိုက်တဲ့အချိန်မှာကိုစားနောနဲ့တွဲဖက်လိုက်တဲ့အချိန်မှာလုံးဝ United City ရဲ့ခံစစ်ကြီးကလုံးဝကိုမှဘာတည်ငြိမ်မှုမှမရှိတော့ဘူးဒါမှမဟုတ်ပဲနော်ကွင်းလင်မှာ Rodri တယောက်ရှိနေလို့ဒါဒီလောက်ထိအောင်ပဲဒါသူတို့တွေဒါခုတာခံတာရှိသွားလို့ပြောလို့ရတယ်ဆိုတော့တကယ်ကောင်းခဲ့တဲ့ United ပါတကယ် congratulation United ပါဆိုတော့ United ကတော့ဒီနိုင်ပွဲကြောင့်ပဲသူတို့အနေနဲ့လက်ရှိယာယီမှာတပွဲပို့ကစားထားပြီးအဆင့်4နေရာကိုရောက်လာပြီဆိုတော့ဒါလီဗာပူးအသင်းကတော့တပွဲလျှော့ပြီးကစားထားပြီးတော့အဆင့်5နေရာဆင်းပေးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ United တွေတကယ်ကောင်းခဲ့တဲ့ United ဖြစ်ခဲ့တယ်Michael Carrick အတွက်အဖွင့်ပွဲကတော့အရန်လှပသေးသက်လွန်ခဲ့ပြီးတော့ Michael Carrick ဒီသူ့ရဲ့အဖွင့်ပွဲမှာဒါဘီမှာပေါ့နော်ဂိုးပြက်ချီပြက်နဲ့အနိုင်ရခဲ့ပြီးတော့နောက်လာမဲ့အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာသူတို့ဒီဘာဆိုလားဆိုတဲ့အရေးအကြောင်းတွေနဲ့အာဆင်နယ်ကိုကြိုတင်ပြီးချိန်ချောက်လိုက်နိုင်ပြီလို့တော့ကျွန်တော်တို့မြင်လိုက်တယ်ကျွန်တော်ကိုယ်တွေကဘယ်လိုမြင်ကြလဲ United ရဲ့ကစားပုံတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြချက်လောက်ဆွေးနွေးကြပါကျွန်တော်လည်း like and subscribe လုပ်ပေးထားပါဦးဗျကျေးဇူးများကြီးပါ